马路路天涯个咯，米巴过来炒饭边上边哦，过着来对着人家一桌张路，路过路请给他吧。怎么你们呀？咯，你等去吧嘞，怎么啊？就是讲你的事，怎么那个嘛，都给这个都开个呢，一两个没个吧嘞。အရင်ကမင်းနဲ့ခါမှာအရင်ကိုပြောရှင်းခဲ့ရပါတယ်။တနိုင်ငံမှာအလုပ်ချုပ်ချင်ရတာကတော့မိဘကိုလည်းထောက်ပံ့ပေးနိုင်ပြီးတော့ကိုယ်အတွက်လည်းတွေ့ကြုံနေရတဲ့အတွက်ကြောင့်မလို့အလုပ်ကိုလုပ်ချင်ခဲ့တာပါ။ဒါကိုစတင်လေ့လာတဲ့အချိန်မှာလိုင်းကနေရှာပြီးတော့ GCCN ကိုတို့ရှိရကမျိုးရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။ interview ဖြေတဲ့အခါမှာလည်း GCCN ကနေတစ်ဆင့်supporting တွေအများကြီးပေးပြီးတော့ interview တွေလည်းလေ့ကျင့်ပေးပါတယ်။ဒါကြောင့်မလို့တကယ်လို့ဂျပန်နိုင်ငံကိုအလုပ်နဲ့ဖြည်းဖြည်းကြောင်းနဲ့ဖြည်းဖြည်းသွားချင်တယ်ဆိုလို့ရှိရင် GCCN ကိုရွေးချယ်ဖို့တိုက်တွန်းလိုက်ပါတယ်။ GCCN လည်းဒီကမကအောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။ ဒီမှာခံမှုဖြစ်ပါတယ်ရှင်ဒီမှာဒုက္ခတေခံတော်နဲ့ဂျပန်မှာအလုပ်တော်လုပ်မှာဖြစ်ပါတယ်အင်တာဗျူးအောင်ရတဲ့အတွက်လည်းအရန်ဝမ်းသာပါတယ်ရှင်ဂျပန်မှာအလုပ်တော်လုပ်ခြင်းရတဲ့အကြောင်းကြီးကတော့ကိုယ်ပိုင်မဆန်ရှာပြီးတော့မိသားစုကိုထောက်ပံ့ခြင်းလို့ပါ JCN ကိုဘယ်အစားဖြစ်ခဲ့ရလဲဆိုတော့ဂျပန်စာစတင်ပြီးခဲ့တဲ့ဆရာက JCN နဲ့လက်တွဲထားတဲ့အကြောင်းလို့ဆရာကနေတစ်စိမ့် JCN ကိုစတင်ခဲ့ပြီးတော့လက်တွဲဖြစ်ခဲ့ပါတယ်အင်တာဗျူးအတွက်လည်း JCN ကခံဝရန်ရှိကိုအများကြီးအထောက်အကူပေးခဲ့ပါတယ်ရှင် JCN ကအခုလိုစိတ်ချရတဲ့ AG တခုဖြစ်အကြောင်းလို့ GCCN နဲ့ဒီထဲမှာကကျောင်းသားတွေအများကြီးရပါစေဒီထဲမှာကလည်းအလုပ်ခေါ်စားတွေအများကြီးရပါစေလို့ဆုတောင်းပေးပါတယ်ရှင်။မင်္ဂလာပါရှင်ကျမကတော့မေဖြစ်ပါတယ် GCCN မှာတခုတည်းခိုက်ကောနဲ့ဂျပန်မှာအလုပ်လုပ်ဖို့အင်တာဗျူးအောင်လာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။အင်တာဗျူးအောင်လာတဲ့အတွက်အရန်ဝမ်းသာပြီးတော့ပျော်ရွှင်ရပါတယ်။ကျမကဂျပန် anime တွေကိုကြည့်ရတာကြိုက်တဲ့အတွက်ကြောင့်လို့ဒီဂျပန် anime ကနေတစ်ဆင့်ဂျပန်နေရဲ့လူမှုဘဝနေထိုင်မှုတွေကိုကြည့်ပြီးတော့ဂျပန်မှာအလုပ်လုပ်ချင်တယ်လို့ယူရပြီးတော့ဒီဂျပန်စာကိုစာပြီးတော့လေ့လာဖြစ်ပါတယ်။ဒါဂျပန်စာစတင်တဲ့ကျောင်းအားဆရာနဲ့ GCCN နဲ့ကလက်တွဲလုပ်ကိုင်နေတဲ့အတွက်ကြောင့်မို့ GCCN ကိုစာပြီးတော့သိရှိခဲ့ပါတယ်။ပြီးတော့ GCCN ကတို့အင်တာဗျူးဖြစ်ပုံဖြစ်နည်းတွေအင်တာဗျူးအတွက်မေးခွန်းပုံစံတွေအင်တာဗျူးမှာဘယ်လိုမျိုးမှန်တာတွေအင်တာဗျူးဖြစ်ဖို့အတွက်မှန်တာတွေအကုန်လုံးလည်းစနစ်တကျသင်ကြားပေးပါတယ်။ဒါမှအလုပ်ပဲဖြစ်ကြောင်းရေးတက်ချင်တယ်ဆိုရင် GCCN ကိုရှောက်ထားဖို့ GCCN မှာရှောက်ထားဖို့ဖိုက်ခေါ်ချင်ပါတယ်ရှင် JCN လည်းဒီထက်မကအလုပ်ခေါ်စားတွေအများကြီးရပြီးတော့ကျောင်းသားတွေအများကြီးပို့နေပါစေလို့ဆုတောင်းပေးပါတယ်ရှင်မင်္ဂလာပါရှင်ညီမကတော့စပယ်ဖြစ်ပါတယ်ဒီ JCCN မှာတခုတည်းဖိုက်ခေါ်နဲ့အင်တာဗျူးအောင်ထားတဲ့တယောက်ဖြစ်ပါတယ် JCCN မှာတခုတည်းဖိုက်ခေါ်နဲ့အင်တာဗျူးအောင်ထားတဲ့အတွက်လည်းအရင်ကိုပြောရှင်ရပါတယ်ဆက်လက်မှာအလုပ်ကျင်းရတဲ့အကြောင်းရတော့ညီမက Facebook တွေ YouTube တွေရပြီးတော့ဂျပန်ရဲ့ဤပညာတွေသူတို့ရဲ့အလုပ်လုပ်ပုံတွေကိုကြည့်ရင်းနဲ့ဂျပန်မှာအလုပ်လုပ်ချင်လိုက်တာလို့ပြောပြီးတော့ဂျပန်စာလေ့လာဖြစ်သွားတာပါ GCN ကိုဂျပန်စာတင်ပြီးတဲ့ဆန်းစီကဒီ GCCN နဲ့လက်တွဲလုပ်ကိုင်နေတဲ့အတွက်ကြောင့်ဆန်းစီကနေပြီးတော့တစ်ဆင့်ဒီ GCCN မှာအလုပ်ခေါ်စာတွေအလုပ်ခေါ်စာနဲ့အလုပ်နဲ့ပဲဖြစ်ဖြစ်ဆောင်းနဲ့ပဲဖြစ်ဖြစ်ပေါ်လို့ရတဲ့ဆိုတဲ့အကြောင်းကိုပြပြပေးခဲ့ပါတယ်ဒီ GCCN ကအင်တာဗျူးတွေကိုအချိန်ချင်းရှင်းပြခဲ့ပါတယ်ပြီးတော့မန်နာတွေရောဂျပန်တွေရဲ့အပြုအမူတွေကိုဘယ်လိုလေ့လာရမလဲဆိုတာတွေအစသင်ပေးခဲ့ပါတယ်။ဂျပန်ကိုစောင်းနယ်ပဲဖြစ်ဖြစ်အလုံးနယ်ပဲဖြစ်ဖြစ်တွားချင်တယ်ဆိုရင်ဒီ JCCN ကိုလာရောက်ရှောက်ထားနိုင်ပါတယ်။ဒီ JCCN နဲ့ဂျမကအများကြီးကျောင်းခေါ်စာတွေအလုပ်ခေါ်စာတွေအများကြီးရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဂျမကလည်းအများကြီးအောင်မြင်ပါစေရှင်။ ဂျပန်ကိုအလုံးနဲ့တွားချင်ရင် JCCN ကိုရွေးချယ်လိုက်ပါနော်။